ว่าดิอินดัสทรีมาต้องมีอะไร PSC ကြောင်းတွေကိုမိတ်ဆက်တယ်လုပ်ခဲ့တဲ့ training တွေ activity အဲကျွန်တော် service တွေရဲ့ကုန်တယ်ပေါ့ပြီးတော့လည်းသူကကျွန်တော် sound ထုတ်တာဆိုတော့ sound တော့ကြောင်းနေမှာဒီနေ့ဆရာမကြီးချိတ်ဆက်ပြီးတော့ကျွန်တော်လည်းရောက်တာကျွန်တော် Monday ဘက်တွေကိုတူပြီးပါတယ်နော်ကျန်တော့ဒီကြောင်းလို့ပါပဲပြီးပါတယ်ကျန်လာတော့လူပိုင်ကြီးနဲ့တန်လေးကြီးပဲကျွန်တော်တော့ဒီပေါ့ဒီပြီးတော့ကျွန်တော်ကဒါတော့ကျွန်တော်ထုတ်ထားတဲ့ဆောင်းပေါ့နော်ကျွန်တော်9နှစ်လောက်ပြီးတာcopy လုပ်တာမဟုတ်ပေါ့ကျွန်တော်9နှစ်လောက်အချိန်ပေးပြီးတော့တော်ရေးခဲ့တယ်ရေးတာလည်းဒီလိုပေါ့ဆောင်းလုပ်တာအဲ့တော့ကြာတော့မကြာအောင်ဒါပေမဲ့ကျွန်တော်ကဘာရေးရလဲဆိုတော့ကျွန်တော်က data ပေါ့ PLC ရတဲ့ user on brand ကဒါနဲ့ကြည့်ကြည့်အောင်တော့မြန်မာပြည်နဲ့တိုက်တဲ့ brand ဆိုပြီးတော့လိုက်ပြီးတော့ data လို့ပါတော့ရေးလိုက်တယ်ပြီးတော့အဆင်မပြေဘူးပေါ့နော် PLC ကိုကျွန်တော်ကစောင်းလုံးရေးလိုက်လို့ဆိုရင်ဒီစောင်းက PLC မျိုးစုံရေးလို့ရတယ်ဆိုတဲ့အနေအထားမျိုးတော့ဖြစ်ချင်တော့စောင်းတွေ brand တွေလိုက်ပြီးတော့ data ဆိုလဲကျွန်တော်ဖြတ်လိုက်ရအစားဆုံးရေးပြီးတော့ပြီးရင် Siemens ဆိုလဲဒီဝယ်ရတဲ့ cost တွေတော့ branding က model အမည်ကြီးကိုင်တော့မှသူတို့ရဲ့ဘယ်လိုလဲ taste ပေါ့နော်သူတို့ရဲ့ program ရေးရတဲ့အရာတော့သိရဆို brand တွေရတယ်ဈေးရမ်းပြီးတော့မဖြစ်ဘူးဆိုပြီးတော့ဖြတ်လိုက်တယ်တော့ပြီးရင် Snyder တွေပါလည်းရေးသေးတယ်တော့ AV library ပါလည်းရေးသေးတယ်နောက်ဆုံးဖြစ်တော့ဘူးဆိုတော့လိုက်ကြည့်ရင်လည်းဟောတတ်တယ်ဆို Mitsubishi ကိုတတ်တယ်သူတို့ရဲ့ကတော့ဈေးတက်တာတော့လေဒီ PLC program ရေးရတဲ့ taste ကိုကောင်းကောင်းပေးနိုင်တယ်ဟောသူကတော်တော်လေးပေးထားတယ်သူက basic PLC ပါရ PLC အမည်ကြီးကိုရေးလို့ရအောင်ပေးထားတယ်ဒီအကောင်းဆုံးပဲဒီရေးချင်ပြီးတော့ရေးလိုက်တယ်အဲ့မှာလည်းရွေးချယ်တာနဲ့ပြန်ရေးတာနဲ့ edit လုပ်တာဆိုတော့9နှစ်လောက်ချိန်ပေးလိုက်ရတယ်ဒါတော့ကျွန်တော်ထုတ်တာကApril 29လောက်ကမှထုတ်တာဒီမှာတော့စောင်းဆိုင်ကျွန်တော်ပြောင်းကျွန်တော်ရေလုံးစင်မှုတွေကိုပြင်ရောင်းလဲကလေးတွေရောင်းပြီးတော့မှဒီရစောင်းတွေပဲရောင်းစောင်းဆိုင်မှာတော့ကျွန်တော်မချင်ဘူးကျွန်တော် brand လေးရောင်းလာတော့ကျွန်တော်မင်းဆက်ကျွန်တော်လည်းကိုလူမောဒီကတော့ဒီတိုင်းကြောင်းလည်းရှိရောကျွန်တော် service တွေပြီးတယ်တော့စိတ်ဝင်တဲ့ supply တွေဆိုင်နေရှိတယ်ဒီဥစ္စာကိုလုပ်တာဟောလုပ်တော့ရှိနေတော့ရှိတော့ဒီ PLC ကိုစလိုက်လာတာ1400လောက်တော့မှစလိုက်လာဒီကျွန်တော်ရေလိုဒေတာလည်းပြရမှာဒီ PLC ကိုလည်းတော့ရန်ယူလို့တော့လာတော့ဒါဝေးဆို design မဲ့လုပ်မယ်ဆိုပြီးတော့ရောက်လာကျွန်တော်စလေးလာ2400လောက်စလိုက်လာ2400တော့ကြာဒီတော့ဒီမှာ PLC ကတဲတော့ကျွန်တော်လည်းတွေ့ရအောင်ကျွန်တော်စင်ကူရောက်တော့မှ PLC ကိုတော်တော်တင်းတင်းကြပ်ကြပ်3လတိလောက်မှာဒီအောင် design မဲ့ကျွန်တော်လုပ်ခဲ့တော့ရင်တော့ကျွန်တော်ဘာလုပ်လဲ ID နဲ့ပတ်သက်တဲ့ working တွေအများကြီးလုပ်ခဲ့ကျွန်တော်စိတ်ဝင်စားတယ် programming တွေလည်းလုပ်ခဲ့အဲ့လောက်ကြီးစိတ်ဝင်စားတယ်နောက်မှဒီ set တွေတွေ့တော့မှကျွန်တော်ဘောကြပြီးတော့ design နဲ့ကျွန်တော်စလုပ်တော့အခုကျွန်တော်တော့တော့ရဲ့ foundation training ကတော့2018လောက်ကမှကျွန်တော်စပြီးတော့ရက်ပြီးတော့အခုချိန်ကြီးကျွန်တော်ဒီရှင်ကျွန်တော်လည်း main partner ဖြစ်တာဘူးလေးရှိတယ်တော့ Schneider Electric မြန်မာတို့ background တွေပြီးထားတော့နောက်ပြီးတော့ KTK Electric ကလည်းကျွန်တော်ဒီ sound ထုတ်တာဆိုလာပြီးတော့ဒီလိုလုပ်နေတယ်ပေါ့။ Power Events လို့ဒါကျွန်တော်လည်းနောက်ကဆိုတာကိုရင်းပေးပါတယ်။အခု finish content တို့ပါရှိတယ်ဒါတော့အခုမှစပြီးတော့ကျွန်တော်ဒီအောင်စပြီးတော့ဒီမှာစတင်လို့ဒီတော့သုံးနေတယ်ဒါပေမဲ့သူ့ရဲ့ performance ကိုမိုင်း PSC ဆိုတာဘာထုတ်ကြအောင်component တွေထုတ်ကြဒီ slider နဲ့တွဲတဲ့ component ဆိုတော့ component ထုတ်ခဲ့တယ်ဥပမာဒါက PSC ဆိုပြီးထုတ်လာသူ့ရဲ့ PSC သူ့ရဲ့ software နာမည်က PSC လေးဆိုပြီးထုတ်လာနောက်ဖက်တဲ့ PSC လို့စာပြီးထုတ်လာသုံးလို့တော့ကောင်းပါတယ် finish content တော့PLC ကိုလေ့လာ PLC မှာဘာတွေရှိရလဲဆိုတော့ PLC program logic control မှာ PLC က2မျိုးပဲရှိအောင်နော် PLC knowledge ကိုပြောပြတယ် PLC က2မျိုးပဲရှိတယ် compact type နဲ့ module type ဆိုပြီးတော့2မျိုးပဲရှိတယ်အဲ့ဒီ PLC မျိုးစားမှာ output base ကိုပဲကျွန်တော်ကအခြေခံပြီးတော့ relay တို့ transfer တို့ prime တို့ဆိုပြီးတော့ကျွန်တော်ကပေါ်လာတာ PLC က3မျိုး3စားရှိတယ် relay type နဲ့ transfer type ဒါပေမဲ့အသုံးပြတာက relay type တို့ transfer type တို့ပဲအသုံးပြတာPLC မှာဘာတွေလုပ်တာလဲဆိုတော့ခွဲလိုက်ပိုင်းက3ပိုင်းပဲရှိတယ် video digital PLC က command ရေးတယ်ခိုင်းတယ် input ဝင်တယ် output ထွက်တယ်ဒီလို input output ဒါလည်းရှိတယ်
အဲ့တော့မှထပ်ပြီးတစ်စင်းမျိုးလို့ရှိရင် input output ပဲဒါမှမဟုတ် high speed ထုတ်ပေးတဲ့ဟာနောက်ပြီးလို့ရှိရင်ပါရှိတယ် analog input output ဒါပဲ PLC ကဒါပဲရှိတယ် PLC ကို PLC ဆိုပြီးတော့အရင်ဟိုမကြောက်သွားဘူး PLC ကရှိရမှာဒီလို digital input ဝင်တယ် output ထွက်တယ်ပြီး analog input ဝင်တယ် output ထွက်တယ်ဒါလေးပဲရှိတယ်ကျွန်တော်ဘာမှမရှိဘူးနောက်ခွဲလိုက်တော့မှ3 byte ပဲရှိတယ်အဲ့တော့ PLC ကိုတော့အကျိုးကျင်းကျင်းရေးပေးလာတော့PLC ရဲ့ brand တွေပြောပါလို့ PLC ရဲ့ brand တွေကအများကြီးရှိတယ်ရှားနဲ့ချီရှိတယ်ဒီ brand တွေလိုက်လေ့လာဖို့ကတော့မဖြစ်နိုင်ဘူးဟိုမှာရင်တော့ဆိုရင် Siemens က data ကောင်းလို့ဆိုရင် Siemens PLC လိုက်လေ့လာအထင်တော့ဟိုပြောမယ်ဟို Siemens PLC လေ့လာတော့အထင်တော့တက်လာဆိုလည်းမတက်ဘူးအဲ့ဆိုရင် Schneider လောက်တာကောင်းလို့ဆို Schneider လေ့လာအထင်တော့တက်လာဆိုလည်း Manday PLC တခုကိုလေ့လာဆိုတော့ basis ကလည်း advanced ကိုဘယ်လိုလေ့လာတော့မှ PLC ဘောင်းကိုဘယ်လိုရေးရလဲဆိုတော့လေ့လာတော့ PLC ကိုလေ့လာတဲ့အခါမှာဒီတို့တွေကျွန်တော်ကလေ့လာသူ basis ကလည်း advanced data ကြာနာ PLC brand ကိုဆွဲထုတ်ပြီးတော့လေ့လာသူပေါ့အားလုံးလေဒါတော့ကျွန်တော်လေ့လာခဲ့ရတဲ့အခါလေးကျွန်တော်ပြပြတယ် brand တွေအများကြီး brand တွေလိုက်လေ့လာဖို့မဖြစ်နိုင်ဘူးလေonline ဆိုလဲ online လိုက်လေ့လာမယ်ဆိုလို့ပြီးနိုင်တော့တဲ့ဒါပေမဲ့သူတို့ရဲ့ home base ကသူတို့ပဲဒါပေမဲ့ PLC ကိုမျိုးသားခွဲနှစ်မျိုးလောက်ပဲဆိုတော့ရှိရောเนาะကျွန်တော်အခုခွဲကြည့်တာ PLC ကိုမျိုးသားခွဲ Epron နဲ့ပြီးဆောင်ထားတဲ့ PLC ပေါ့เนาะPLC ရှိတယ်နောက်တစ်ခုကကျတော့ဒီ OS တွေပေါ်မှာ run နိုင်တဲ့ PLC နှစ်မျိုးခွဲပတ်လာခုနောက်ပိုင်းက OS တွေပေါ်မှာ run တဲ့ PLC ဆိုပြီးတော့ထွက်လာတာကျွန်တော်ပြောတဲ့ Linux ဆိုရင် Linux web ပေါ်မှာ run တဲ့ PLC မျိုးစားတယ်နောက်တဲ့သူရဲ့ OS ပေါ်မှာ run တဲ့ PLC ကောင်းတဲ့ PLC မျိုးထွက်လာတော့ computer တွေမှာထွက်လာဒီ PLC မျိုးစားဆိုတာသူက PLC ရလို့မရှိတော့သူကဒီ PLC software အနေနဲ့တော့ရက်တည်တော့ကျွန်တော်တို့ဆိုရင် library ဆိုရင် library software ကိုတော့သုံးရအောင် data ဆိုရင် data software တွေသုံးရတယ် Mitsubishi ဆို Mitsubishi software တွေသုံးရတယ်နောက် PNR တွေရှိတယ်နောက် GE တွေရှိတယ် Mitsubishi ဒါတော့ကျွန်တော်မြန်မာပြည်မှာအသုံးများဆုံး brand တွေပေါ့နော်အခုနောက်ပိုင်းကျွန်တော်နိုင်ငံတွေကိုနောက်ပိုင်းဝင်လာတာ Cody 6ဆိုတဲ့ဟာတွေဝင်လာသူကကြတော့ဒီ PLC ဆိုပြီးအလုံးလိုက်ကြီးမတွေ့ရအောင်သူက software ပေါ်မှာ run တဲ့ PLC ဆိုပြီးတော့ဖြစ်ပေါ်လာသူ software ကိုရေးရင်ဘယ်မှာ run လုပ်ရတော့ကြီးသမျှ OS တွေကအကုန်တင် run လုပ်ရတယ်ဟိုမှာ Linux ရှိရင် Linux ဆိုတာတင် run လုပ်ရတယ်နောက် reference file ရှိရင် reference file ကို PLC လုပ်လိုက်လို့ရတယ်နောက်ပြီးလို့ရှိရင်ဒီ Windows ရှိရင် Windows ကို PLC လုပ်လိုက်လို့ရတယ်ရှင်းပြောရင်သူ့ရဲ့ PLC ကနောက်ပိုင်းတော့ PLC ပျောက်နေတဲ့အနေအထားတော့ဖြစ်သွားတယ်ဆိုတော့ PLC brand တွေလို့ပျောက်သွားတဲ့အနေအထားတော့ဖြစ်တယ်ရှင်းပြောရင်ဖုန်းတွေကိုပေါ့ Android ထွက်လာတယ်အဲ Android ကိုဖုန်းတွေကိုယူသုံးကြတယ်ပုံစံမျိုးနောက်ပိုင်းတော့သူကဖြစ်လာတယ်သူ့ကိုအခြေခံပြီးတော့နောက်ပိုင်းထွက်လာတဲ့ PLC ကဘာထွက်လာလဲဆိုတော့ Schneider လို့ထွက်လာတယ်။ Schneider ကကြတော့ဘာလုပ်လဲဆိုတော့သူ့ရဲ့ဒီ Cody 6 software ကိုယူသုံးလိုက်တယ်။ခေါင်းစဉ်လေးပြောင်းပြီးတော့ Schneider ကိုထုတ်လိုက်တယ်။နောက်ပြီးတော့ဟိုရှိတယ် Festo လို့ပါတော့ကြောင်းမှာ Festo PLC လက်ရှိ Festo PLC တဲ့ Cody 6ကိုပဲယူသုံးလိုက်တယ်။ Festo ဆိုပြီးတော့လည်းတက်ပြီးတော့ပြောင်းလာကြတယ်။ Windows တွေပေါ်မှာ run တဲ့ OS တွေဖြစ်လာကြတယ်။ PLC ကိုဝယ်မယ်ဆိုရင်နှစ်မျိုးပဲရှိတယ်ဒီ IC ပေါ်မှာ run တဲ့ PLC နဲ့ဒီပေါ့ Epron ပေါ်မှာ run တဲ့ PLC နဲ့ Windows ပေါ်မှာ run တဲ့ PLC ဆိုတာဒါပဲဆိုတော့နောက်တဲ့ brand တွေပြောရဆို brand တွေအများကြီး China ပဲတော့မတွေ့ဘူးတဲ့ brand တွေကအစပုံရှိတယ်PLC မှာကျွန်တော်တို့ခွဲလိုက်မယ်ဆိုလို့ရှိရင် PLC တိုင်းတော့နေရာလေးသုံးလို့မရဘူး PLC မှာ plus တွေကခွဲလာတယ်ရိုးရိုးကျွန်တော် industry လောက်ဆိုရင်တော့ကျွန်တော်တို့ဘယ်တိုက်ကိုသွားဆိုရင်ဒီလို combat တိုက်ရောက်သွားတယ်နော်ရှေ့စားက combat တိုက်ရောက်သွားတယ်မော်ဒူးတိုက်ဆိုရင်တော့မျိုးသားနှစ်မျိုးပြန်ခွဲတော့တယ်ဒီ file gas နဲ့ပတ်သက်တဲ့အားတွေဆိုရင် high performance series ဆိုတာထပ်ထွက်တယ်ဒီမှာဘယ်လိုပြောရမလဲတောက်လျှောက် run လုပ်ရတဲ့ PLC မျိုးစားဒီလိုမျိုးတွေခွဲထွက်တာမျိုးရှိတယ် PLC မှာလေဒီလိုဘယ်လိုပြောမလဲ industry မှာကျတော့ဒီနေ့ run လိုက်တယ် power ပိတ်လိုက်တယ် power ပိတ်ပြီးနောက်နေ့ကျရင်ဖြစ်တယ်ပြန် run တယ်သူကရက်ချိန်ရှိတယ်ကျိုး PLC ကြောင့်လုံးဝရက်လို့မရတဲ့ PLC မျိုးစားရှိတောက်လျှောက်ကို run တယ်လုံးဝရက်လို့မရတဲ့ PLC မျိုးစားတွေဆိုရှိအဲ့လိုမျိုးဆိုပြီးတော့ module တိုက်တွေမှာဒီလိုပိုင်းတွေခွဲသွားတာရှိတယ်အဲ့တော့ဒီ brand တွေထဲမှာဆိုရင်ဒီမှာ GE ကိုပါလို့ဆိုရင် point test မှာတော့သုံးကြတယ် PLC မျိုးစားရလုံးဝ performance တော့ကောင်းတဲ့ PLC မျိုးစားဒါကြောရအောင်ဒီမှာတော့ရှိကြအောင်ညာကြီးကိုတိုင်းသုံးတယ်ရှိတာဈေးရကြီးဟိုဆိုင်လာတော့ဘာလို့တော့ဘုံတော့ပြုံးတော့ဆိုင်လာတော်တော်များများတော့သင်္ဘောတော့ဘာလို့သုံးကြလဲပါဝါပလန့်တွေသုံးတာဝိုင်းတယ်ဝိုင်းတဲ့ဒီမှာသုံးတာတော့ဂျီကိုဘာလို့သုံးတာဒီလိုကလပ်စီရလည်း PLC ကဘယ်နေရာဖွင့်လာကြတယ်ပေါ့နော်ဒါပေမဲ့ရေးသားရေးသားနေရတော့အတူတူပဲပေါ့PLC ကို program ရေးလို့ရှိရင်ဒီ language 5မျိုးနဲ့ပဲရေးတာဒီ PLC ဆိုပြီးတော့ထူးခြားသွားပြီးတော့အကြောင်း language နဲ့ရေးပါလို့ဘာလို့တော့ရှိတော့အဲ့တော့ဒီ
BSc ကိုပိုင်းပိုင်းတိုင်း basis ကနေအပန်းကိုတည်ပြီးဆိုတော့ဘယ်လမ်းဝင်ရဘယ်လိုရေးရမလဲဆိုတော့ပြပြချင်းပါကြောက်ကိုမတည့်ရ BSc ကိုလည်းလက်တန်းခဏလေးပေါ့တရက်လောက်လေ့လာလိုက်ဒီ BSc ဘယ်လိုရေးရမလဲဆိုတော့သဘောပေါက်တယ်ဒါတော့ BSc ကို program ရေးရဒီ language 5မျိုးနဲ့ပဲရေးကြရမှာ graphic နဲ့ရေးမှာလား natural language နဲ့ရေးမှာလားဘာပေါ်တာလဲဆိုတော့ graphic နဲ့ရေးတော့ memory ကိုစားတော့ BSc program တိတ်ပြီးပေါ့ကြာဒီ structure တက်လို့ဘာလို့ဒီ coding နဲ့ရေးရတာဆိုရှင် memory ကိုစမ်းတိုင်းပွားသွားဟိုဒီရနဲ့ရေးလို့ကောင်းတယ်လို့ကွာနဲ့ရေးလို့ကောင်းတယ်ဆိုတော့ရှိပါဘူးပါ just နဲ့ရေးရဆိုတော့ scan cycle ပုံမြန်တယ်နောက်ပြီးတော့ program များစမ်း graphic နဲ့ရေးရကောင်းတယ်ကျွန်တော်ဒီမှာတော့ရေးများတော့ layer နဲ့ရေးတာသူကတော့ graphic ပေါ့သူလည်း graphic ကိုစား function block ရ graphic ကိုစားတယ်သူ့ကိုသုံးတယ်ဆိုလို့ရှိရင် memory မြင့်ပြောင်းလာမရှိ memory နေလို့ရှိရင်သူက program နည်းနည်းလေးပဲရေးတာ scan cycle တွေနောက်ကျတာဖြစ်တယ်အဲ့တော့သူ့ရဲ့ဉာဏ်ရည်တော့ structure တက်ဒီပါလေးကိုပြန်လေ့လာအောင် structure တက်ကလည်းအရင် heavy ဟုတ်ပေါ့ဟိုလောက်ပဲသုံးတာ base connection စက်တာတွေလောက်ပဲသုံးတာ base connection စက်တာလည်းပေါ်လူပတ်တာလည်းဒါမျိုးတွေလောက်ပဲသုံးတာအရင် heavy တွေဟုတ်တော့ BSc လေ့လာဒီ language တွေကအကုန်လုံးအတူတူပါပဲဘယ် BSc ပဲသုံးလို့ဒီ language ပဲလေ့လာအောင်NONC ဆိုရင်ဒီ BSc မှာ analyzation ဟို BSc analysis ဘာတွေကွာဝါလဲဆိုတော့မြင်နဲ့ဘယ်လိုပြောမလဲ use to မဖြစ်တာတွေဖြစ်သွားတော့ပုံချိန်လိုက်တော့ use to တွေနည်းနည်းလေး change ဖြစ်သွားဒါပေမဲ့အသုံးပြုပုံ user အကုန်တူတူပါ BSc BSc နဲ့တွဲပြီးတော့စက်ရုံတွေမှာရှိတဲ့တွဲသုံးတဲ့ဟာတွေကိုအကြမ်းအမြင်ပြပါမယ် sensor တွေပေါ့ antenna တွေနောက် sensor တွေဆိုလို့ရှိရင်proximity sensor မျိုးတွေပေါ့နော်ဒါ luminosity ဒါမျိုးတွေပေါ့ relay ကိုဒါလည်း sensor တွေခေါ်တော့ပဲ sensor ကိုလည်းခုလုံးပြောပါဆိုလို့ရှိရင်တော့ကျွန်တော်မရေးတော့များနေ sensor လည်းခုလုံးပြောပါဆို BSc ရဲ့ input ကိုဘယ်လိုနည်းနဲ့ပဲပုံတော့ဝင်တဲ့ဟာကိုကျွန်တော် sensor လို့ထည့်လိုက်ကျွန်တော်တို့က sensor လို့ထည့်လိုက် sensor user ခွဲပြပါဆိုရ antenna လို့နောက်ပြီးသူနဲ့တွဲတော့တဲ့ component drive တွေမှာရှိတဲ့ stepper drive sound drive နောက် VFD ကို HMI ဒါဆို HMI ဆိုတော့လည်း user ပဲပေါ့နော် information ဒါပဲပေါ့ဟိုဒီထဲမှာဟို stepper တွေတော့သိပါပေါ့ stepper တွေဒါတော့သူနဲ့တွဲသုံးတဲ့အဲ့ဒီပေါ့စက်ရုံမှာအများဆုံးတွဲသုံးတဲ့ဟာကျွန်တော်ပြပြပေးရနောက်ပြီးလို့ရှိရင် DPSC ကိုသုံးပြီးဆိုရင်သူ့ရဲ့ communication protocol တွေကလည်းအများကြီးရှိပါတယ်ကျွန်တော်တို့အခုသိထားတော့ mobile slot တော့ရေးလို့ကောင်းအောင်သိပါပါတယ်သူ့ရဲ့များတဲ့ communication တွေအများကြီးရှိပါတယ်အစီအမံဆိုရင်သူ့ရဲ့ mobile communication တွေရှိတော့ Profibet တို့ Profinet တို့ရှိတယ်ဒါကဟို mobile ကဟိုမာဒီသုံးတာဖြစ်တယ်ဆိုပေမဲ့အချို့ကုမ္ပဏီတွေကကြတော့သူ့ဟာကိုမသုံးချင်တော့ပဲကိုယ်ပိုင် BSc ရှိနေတယ်။ဘာလို့ဆိုကိုယ်ပိုင် software ထုတ်တာကိုယ်ပိုင် communication တွေထုတ်ကြတယ်။အများ communication ကိုယူတော့ဘာဖြစ်လို့ကို software နဲ့ကို BSc နဲ့ကို communication နဲ့တုံးညံအောင်လို့ထုတ်ကြတယ်။တူတင်ထုတ်သလားဆိုတော့တူတင်လည်းမဟုတ်ဘူး။ Mitsubishi ဆိုလည်းထုတ်တယ်။သူက CC10 ဆိုပြီးတော့ထုတ်ကြတယ်။နောက်ပြီးတော့တူတင်ထုတ်သလားမဟုတ်ဘူး။နောက်ပြီးတော့ library ကြောင့်လည်း pilot တွေဆိုပြီးတော့ထုတ်ကြတယ်။အများကြီးထုတ်ကြတယ်။ online ဆိုလည်း online ရဲ့ mobile communication တွေရှိကြတယ်။ရှင်းတော့ရ communication တွေဆိုတာအများကြီးအကြောင်းကစက်ရုံတစ်ခုကိုဆက်သွားပြင်မယ်ဆိုရင်ဘယ်လိုရေကုန် trace လိုက်တာလဲဆိုတော့ဒီမှာကျွန်တော်ကဒီစက်ရုံကစီမံသုံးတဲ့ PSC လို့ကျွန်တော်ကသတင်းကြားနေဆိုရင်စက်ရုံတစ်ရုံက Profinet သုံးပြီးကျွန်တော်ဘယ်လိုပြင်ရမလဲဆိုတော့ကျွန်တော်ကခေါင်းနဲ့ချက်ချင်းရောက်တယ်ရမ်းမှန်းကျွန်တော်သွားပြင်ရအောင်ပေါ့ဒီစက်ရုံကြီးတစ်ရုံကဒီ Mitsubishi သုံးတာလို့ကျွန်တော်ပြောလိုက်ဆိုရင်စီးစက်ရုံတစ်ရုံ CC နဲ့သုံးပြီးကိုယ်ပိုင် communication နဲ့တုံးတာလည်းချားအောင်တော့ပြောကြမဟုတ်ဘူးဒီစက်ရုံက ABE တုံးတာအားဆို device တွေတုံးပြီးအားဆိုကျွန်တော်တို့ဘယ်လိုပြင်ဆင်သွားပြီးဘယ်လိုမျိုးပြင်ရမလဲဆိုတာဒါမျိုးတွေကျွန်တော်လုပ်တာကိုရောက်တော့မှဒီ communication ကစာအုပ်တွေဖတ်တာလားအဲ့လိုမျိုးလုပ်နေကျွန်တော်ကအဆင်ပြေပါဘူးဒီတဲ့များတဲ့ communication တွေလည်း